Hello မင်္ဂလာပါမတွေ့ရကြဘူးเนาะastrology အကြောင်းလေးကိုကျွန်တော်ရဲ့ collective ကိုပြောပြပေးမယ်ဟုတ်ပြီเนาะ astrology နဲ့ပတ်သက်တဲ့အကြောင်းလေးအဲ့တော့ကျွန်တော်တို့မောကုတ်စောက်ပိုင်းမှာရှိတဲ့ဂျိုရီနက်ခတ်တွေရာသီဝင်တွေပေါ့ဟုတ်ပြီเนาะ astrology ဆိုတော့ဂျိုနက်ခတ်တာရပေါ့เนาะအဲ့ဒါနဲ့ပတ်သက်တဲ့နာမည်ခေါ်တဲ့ပညာတွေဘတ်စုံကသုံးလို့ရတယ်အဲ့ဒါအဲ့တော့ astrology focus အနေနဲ့ဒါမှမဟုတ်လို့ရှိရင်လည်းအဓိကကတော့ Hawking ထုတ်တာပါထုတ်တာထက်ဟိုပါပေါ့ဒီကာလမှာဒီလိုတွေရှိတယ်ကိုအနေနဲ့တည်ထားတဲ့အရာတွေတည်သွားတဲ့အခါကျတော့စောင်းရန်ရှောင်းရန်အနေနဲ့ဟိုလုပ်လို့ရတာပေါ့လုပ်ချင်တာလုပ်လို့ရတာပေါ့เนาะဟုတ်အခုပြောပြမယ့်အကြောင်းက Pluto in Aquarius ဟုတ်ပြီเนาะအဲ့တော့ဒီ2026ကနေစပြီးတော့ Pluto in Aquarius Pluto ဂျိုလို့ခေါ်တဲ့အားလုံးချစ်ကြတဲ့ဟုတ်ပြီเนาะ Pluto ဂျိုက Aquarius ရာသီဝင်ထဲကိုရောက်မှာဟုတ်ပြီเนาะအဲ့တော့ Pluto ဂျိုအကြောင်းလေးအရင်ပြောပြပေးမယ် Pluto ဂျိုကဘာလဲ Pluto ဂျိုကဒါပေမဲ့ကျွန်တော်တို့ astrology မှာ Pluto ဂျိုက transformation တွေ healing တွေ primal instinct လို့ခေါ်တဲ့ဒါအလင်းစလိုပေါ့ဇောနဲ့ကိုယ့်ရဲ့စိတ်ကတုတ်ပြန်လိုက်တဲ့လှုပ်လိုက်တဲ့အရာတွေနောက်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ရဲ့ karmic လို့ခေါ်တဲ့ကိုယ့်ရဲ့ကံကြွေးတွေနောက်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ inner wounds ပေါ့ဟုတ်ပြီနော် inner wounds ဆိုတော့အတွင်းထဲမှာရှိတဲ့ဒဏ်ရာတွေနောက်ပြီးတော့လို့ရှိရင် Pluto က power and control ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုယ့်ရဲ့ဘယ်လိုမျိုးပြောပြမလဲ power ဆိုတော့ကိုယ့်ရဲ့လုတ်ပိုင်ခွင့်နဲ့အခွင့်အာဏာအခွင့်အရေးတွေနဲ့ပတ်သက်တာရဲ့ control ကကြတော့ကိုအဲ့ဒီကိုလုံနိုင်တဲ့ကိုယ့်ရဲ့အခွင့်အရေးတွေအာဏာတွေနဲ့ပတ်သက်ပြီးတော့ကိုကဘလို့အသုံးချလဲထိန်းချုပ်လဲအသုံးပြုလဲထိန်းချုပ်လဲအကွက်တွေရွှေ့လဲဆိုတာတွေနဲ့ပတ်သက်တဲ့Pluto ဂျိုပဲဟုတ်ပြီနော် Pluto ဂျိုရဲ့အတိတ်ပဲကိုအမြန်ဆုံးရှင်းပြလိုက်တာပေါ့အဲ့တော့အခု Aquarius ထဲမှာအဲ့ Pluto ဂျိုကရောက်လာပြီ Pluto ဂျိုကအရန်ပြင်းထန်တယ်ဟုတ်ပြီနော်အဲ့တော့Aquarius ထဲရောက်တော့ဘာဖြစ်မလဲအနောက်ကမကြည့်နဲ့ဆိုပြတ်တန်နေအောင်ထားတာလားအဲ့တော့ပူဆိုးမယ်ဘာဖြစ်မလဲဆိုတော့ပူဆိုးမယ်ဒီသပင်ကပူဆိုးမယ်ဘာကြောင့်ပူဆိုးမှာလဲဆိုတော့ Pluto ဂျိုရဲ့ပြင်းအား8ဆရှိတယ်ဘာကြောင့်8ဆရှိရလဲဆိုတော့ Scorpio ရာသီကွင်းနဲ့ Aquarius နဲ့ Karmic တွေအဲ့တော့ Scorpio ရာသီကွင်းရဲ့ကိုပိုင်ဂျိုက Pluto ဂျိုအဲ့ Pluto ဂျိုက Aquarius တွေကိုဒီ2026ခန့်ကြီးစဝင်တော့အဲ့ Pluto ဂျိုရဲ့အစွမ်းပြင်းအားက8ဆတက်သွားတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့တွေအနေနဲ့ဒီလောကကြီးမှာကျွန်တော်တို့ကံအကျိုးပေးအလုပ်လုပ်တာပုံမြန်မယ်နောက်ပြီးတော့ခံစားရတာတွေကလည်းငကိုခံစားရတာတွေထပ်ပို့ပြီးတော့8ဆပိုခံစားရမယ်ကောင်းတာလုပ်လဲ8ဆခံစားရမယ်ဆိုးတာလုပ်လဲ8ဆပြန်ခံစားရမယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်အဲ့ဒီမှာကျွန်တော်တို့အဲ့ဒီ Pluto ဂျိုကဒီ2026ထဲမှာ Aquarius ထဲရောက်သွားပြီးတော့ retrograde လို့ခေါ်တဲ့ဂျိုနောက်ပြန်သွားတာနောက်ပြန်ရွေ့သွားတာပေါ့ဟုတ်ပြီနော်တကယ်တော့နောက်ပြန်မရွေ့ဘူးဒါတွေကကျွန်တော်တို့ astrology မှာရှင်းပြရင်အရှိကြီးပဲပကိုးနဲ့တညင်ပြောရလို့ရှိရင်ရှင်းပြရင်လည်းနောက်တည့်ရမိုးလင်းသွားလိမ့်မယ်အဲ့တော့ retrograde ပေါ့ဂျိုနောက်ပြန်သွားတဲ့သဘောပေါ့နော်အဲ့တော့အဲ့လိုဂျိုနောက်ပြန်သွားတဲ့ကာလကဒီနှစ်မေလဒီပါဒီနှစ်မေလဟုတ်ပြီနော်6ရက်နေ့ရနေစပြီးတော့ဒီနှစ်ထဲမှာပဲအောက်တိုဘာလ3ရက်နေ့အထိ3ရက်နေ့မဟုတ်ဘူး15ရက်နေ့အထိဟုတ်ပြီနော်အောက်တိုဘာလ15ရက်နေ့အထိအနောက်မှာစောင်းနေလဲမခောက်တာအောင်မကြည့်လိုက်အဲ့တော့15ရက်နေ့အထိဂျိုနောက်ပြန်သွားမှာဟုတ်ပြီနော်အဲ့တော့နောက်ပြန်သွားတော့ဘာတွေဖြစ်မှာလဲဆိုတော့စောစောကပြင်းအားတွေအဖြစ်ပြက်တွေဘာတွေတော့ပြောပြပြီးသွားပြီဟုတ်ပြီနော် retrograde ဆိုတော့နောက်ပြန်သွားတဲ့အခါကျတော့ဘာဖြစ်တယ်လဲဆိုတော့ transformation ပဲ Pluto ဂျိုရဲ့သဘောတဘာဝအဲ့တော့ transformation ပဲဖြစ်တာဆိုတော့ retrograde မှာပိုဆိုးတယ် transformation တွေခံစားရတာတွေကဘယ်လိုမျိုးလဲဆိုတော့အတဲ့သွားတာမှဒီ Pluto ဂျိုရဲ့ effect ဖြစ်တဲ့ transformation လို့ခေါ်တဲ့အပြောင်းအလဲတွေခံ
ခံစားရတာတက်တိုင်တက်တောင်ပဲဂျိုနောက်ပြန်သွားတဲ့အချိန်မှာအဲ့ဒီပလူတိုဂျိုရဲ့အစွမ်းအားလို့ခေါ်တဲ့ transformation အပြောင်းလဲအကူးပြောင်းနေရအတဲ့သွားတာထက်ပိုပြီးတော့စိုးတယ်အပြောင်းလဲအကူးပြောင်းနေရဘယ်လောက်ထိပိုပြီးစိုးလဲဆိုတော့အဆုံးရောက်တဲ့အထီတောင်ဖြစ်နိုင်တယ်ဟုတ်ပြီနော်မပြောင်းလဲခြင်းလို့လည်းမရောက်ဘာကြောင့်လဲဆိုတော့ဒီပလူတိုဂျိုရဲ့တက်ရောက်မှုကအပြင်လောကနဲ့ဒီကိုယ့်ရဲ့စိတ်အတွင်းလောကနဲ့နှစ်ခုကိုသူကဘယ်လိုမျိုးပြောပြရမလဲဖိအားသုံးပြီးတော့ကိုယ့်ကိုဒုံးနဲ့ရိုက်တယ်လို့မျိုးနေမပြောင်းလဲသေးဘူးလားမပြောင်းလဲသေးဘူးလားတစ်ချက်ဒုံးနဲ့ရိုက်တယ်လို့မျိုးရိုက်တာအဲ့တော့ကိုကအစာပိုင်းကတော့တောက်ခံနေမှာသူကအနောက်ပြန်သွားတဲ့အခါပို့ပြီးတော့ပြင်းထန်တဲ့အဆုံးရောက်တယ်ဆိုတော့မပြောင်းလဲပဲတင်းခံတဲ့အားတွေကလည်းများလာမယ်ဟုတ်ပြီနော်ပြင်းအားများလာမယ်ဆိုတော့ဘယ်လိုပြောပြရမလဲပေါ့တေအောင်ရိုက်ကွာမပြောင်းလဲဒီဘက်ကလူကလည်းတေအောင်ရိုက်မယ်ပြောင်းလဲအောင်ဆိုပြီးတော့အဲ့လိုမျိုးအပြင်လောကကအပြောင်းလဲအဖြစ်တွေနဲ့ကိုယ့်ရဲ့အတွင်းထဲမှာခံစားရတဲ့အရာတွေကအဆုံးနှစ်ဖက်မှာရောက်တယ်အဲ့တော့နောက်ဆုံးကျတော့ဘာဖြစ်တယ်လဲဆိုတော့ဒီအပြင်လောကရဲ့အပြောင်းလဲဒဏ်တွေကြောင့်ကိုယ့်ရဲ့အတွင်းထဲမှာစိတ်ဒဏ်ရာတွေတစ်ခုပြီးတစ်ခုအသေးရလာမှာမဟုတ်ဘူးနော်ဘာတွေလဲဆိုတော့ကိုယ်အနေနဲ့လိလီကိုရှုထားတာမျိုးမသိကြအောင်ဆောင်တာမျိုးတကယ်မသိတာမျိုးနဲ့ဟုတ်ပြီနော်ထားတယ်ကိုယ့်ရဲ့အတွင်းထဲက shadow တွေဆိုကိုယ့်ရဲ့အရေးတွေလို့ခေါ်တာအရေးတွေဆိုဘာကိုပြောချင်တာလဲပြောချင်တဲ့သဘောတရားကကိုမသိတဲ့ကိုယ့်ရဲ့မကောင်းတဲ့အကျင့်စရိုက်တွေကိုသိလာလိမ့်မယ်ဟုတ်ပြီနော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့inner wall healing ကျွန်တော်တို့ဘဝမှာတစ်ချိန်လုံးလှုပ်ဝက်ထားတဲ့တူဝက်ထားတဲ့တိမ့်နာတဲ့အတွင်းထဲကစိတ်ဒဏ်ရာတွေဟုတ်ပြီနော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီဘက်က tablet ကိုကြည့်ပြီးပြောနေကြံခဲ့မှာဆိုလို့ဘာကြောင့်လဲဆိုတော့လေဘယ်လိုပြောပြရမလဲအခုဒီဗီဒီယိုလုပ်တာလေကိုမျက်နှာကြီးကိုဖုံးထောင်ပြီးကြည့်ပြီးပြောနေရတယ်လို့ဖြစ်တော့အာယုံကမလာဘူးအဲ့ဒါကြောင့်နောက်ပြီးတော့သူကဟိုလိုမျိုးပေါ့ဒီ transformation နဲ့ပတ်သက်တဲ့အပြောင်းလဲနဲ့ပတ်သက်တဲ့အကူးပြောင်းတွေနဲ့ပတ်သက်တဲ့အရာတွေက secret အရန်ဖြစ်တယ်ဒီ Pluto retrograde မှာဘာလဲဆိုတော့တန်ဖိုးအရန်ရှိတယ်ညဉ့်ညက်တယ်ဟုတ်ပြီနော်တန်ဖိုးရှိတဲ့အပြောင်းလဲတွေအများကြီးဖြစ်လာဖို့ရှိမယ်အဲ့လိုမျိုးတန်ဖိုးရှိတဲ့အပြောင်းလဲတွေဖြစ်ဖို့အတွက်ပေးဆက်ရမယ့်အရာတွေကအများကြီးပဲအဲ့ဒါတွေကျွန်တော်တို့ပေးဆက်ရလိမ့်မယ်ပေးဆက်မယ့်အရာတွေဘာတွေပါမလဲဆိုတော့စိတ်ဒဏ်ရာတွေကျွန်တော်တို့မသိတဲ့ကျွန်တော်တို့မကောင်းတဲ့စိတ်တွေနောက်ပြီးတော့လို့ရှိရင်ပေါ့စိတ်ဒဏ်ရာတွေနဲ့ပတ်သက်တာဆိုလို့ရှိရင်လေအတွင်းထဲကလှိုက်စားနေတဲ့ကိုယ့်ရဲ့စိတ်ထဲမှာတိုးဝတ်ထားတဲ့အရာတွေအဲ့ဒီအရာတွေပူပြီးတော့ကိုယ်လှိုက်စားလာလိမ့်မယ်ဒီအပြင်လောကရဲ့အပြောင်းလဲတွေကြောင့်အပြင်လောကရဲ့အပြောင်းလဲတွေကအဆုံးရောက်တဲ့အပြောင်းလဲမျိုးတွေဝုံတိုင်းဆိုပြီးတော့စောက်တရားမြဟုတ်ပြီနော်ဘယ်သူရေးဖတ်လို့ဖတ်ရမယ်မသိဘယ်သူခြေထောက်သွားဆွဲလို့ဆွဲရမယ်မသိဘယ်လိုပြောမလဲကူပေါင်းကဲပါအောင်ကူရမရှိကဲရမရှိဖြစ်တဲ့အပြောင်းလဲမျိုးတွေကြုံရမှာကျွန်တော်တို့ဘဝရဲ့တစိတ်တဒေသနေရာမှာဒီ Pluto retrograde in Aquarius ရဲ့ cipher ကအဲ့ဒါတွေကြုံရမှာအဲ့တော့collective အနေနဲ့ပြောပြရမယ်ဆိုလို့ရှိရင်လေအားလုံးကဒီအပြောင်းလဲတွေကိုခံစားရမယ်တစ်ချိန်တည်းမှာပဲအားလုံးကဒီအပြောင်းအလဲတွေကိုလုပ်နေတဲ့သူတွေဖြစ်လိမ့်မယ်ကိုလုပ်ပြီးကိုပြန်ခံစားရမှာသို့တော့အားလုံးလို့ပြောလိုက်တာဖြစ်တဲ့အတွက်အပြောင်းလဲကကောင်းတဲ့အရာတွေမြင့်မြတ်တဲ့အရာတန်ဖိုးရှိတဲ့အရာတွေဖြစ်တဲ့အတွက်အားလုံးကပဲမတိလိုက်မတိဖာတာအကုန်လုံးသူ့ဘာသာသူတယောက်တစ်မျိုးစီကိုစီအကုန်ပြောင်းလဲသွားလိမ့်မယ်ကိုစီကလည်းအကုန်လုံးတယောက်ချင်းမတိလိုက်မတိဖာတာအပြောင်းလဲအကူပြောင်းနေဖြစ်အောင်လုပ်နေမိတတ်တယ်ဟုတ်ပြီနော်အဲ့တော့တယောက်ကိုတယောက်အပြန်အလှန်ခံစားရမယ့်အရာတွေကိုယ့်ရဲ့စိတ်ကို trigger ပေါ့လာပြီးစိတ်ကိုစွနေတဲ့အရာတွေတစ်ချိန်လုံးကြုံနေရတတ်တယ်ကိုခံယူချက်တွေယုံကြည်ချက်တွေကိုယ့်ရဲ့အမြင်တွေအတွေးခေါ်တွေလည်းအကုန်ပြောင်းလဲသွားလိမ့်မယ်ဟ
ဟုတ်ပြီနော်အတွင်းထဲကစိတ်တစ်ခုလုံးပြောင်းသွားလိမ့်မယ်ကိုယ့်ရဲ့စိတ်ကဘာကအသစ်ဖြစ်သွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့အဲ့လိုအသစ်ဖြစ်ဖို့အတွက်အဟောင်းဆိုတာနေရာဖယ်ပေးရတယ်ဟုတ်ပြီနော်နောက်ပြီးတော့ဖြိုဖျက်ဖြစ်ရတယ်အဲ့တော့အဟောင်းတွေပျက်စီးပါဟုတ်ပြီနော်အဲ့တော့အဟောင်းတွေပျက်စီးမှဆိုတော့ကိုယ်တစ်သက်လုံးကိုရှင်တန်မှုတို့ primal instinct လို့တို့ပြောအဲ့တော့ကိုရှင်တန်ဖို့အတွက်နောက်ပြီး power and control လို့ပြောတာဆိုတော့ကိုယ့်ရဲ့လုတ်ပိုင်ခွင့်တွေကိုစုပ်ကိုင်ထားတဲ့အရာတွေကိုထိန်းချုပ်နေတဲ့အရာတွေအကုန်ဖျက်ဆီးဖြစ်ပါဟုတ်ပြီနော်ဖျက်ဆီးဖြစ်တဲ့အခါကျတော့ကိုယ်မှာဘယ်လိုပြောပြရမလဲဟိုစိတ်ထဲမှာစွဲတိုင်ကြမရှိတော့ကျွန်တော်လူတွေကစိတ်ထဲမှာတခုခုလေးတေးတေးချာချာရေးရတခုခုကိုစုပ်ကိုင်ပြီးတော့တေးတေးချာချာရေးရရှိနေမှာကျွန်တော်တို့စိတ်ကလေးကတခုခုရှိနေတော့မှချိန်နဲ့တာအဲ့တော့စိတ်ထဲမှာဘာမှမရှိတော့တဲ့အခြေအနေမျိုးဖြစ်သွားတဲ့အခါမှာဘာဖြစ်မလဲစောက်တရားမရဖြစ်မယ်အဲ့ဒီအရာတွေကျွန်တော်တို့အများကြီးကြုံရမယ်ဟုတ်ပြီနော်ကြုံရမယ်တယောက်တည်းလဲကြိတ်ကြုံရမယ်အများနဲ့လဲစုပြီးတော့ကြုံရမယ်အများလဲခံစားရမယ်ဒါပေမဲ့ကျွန်တော်တို့ကပဲလုပ်နေရကျွန်တော်တို့ spirituality မှာ universe လို့ပြောတာဖြစ်တဲ့အတွက်အပေါ်မှာဖြစ်နေတာတွေကလည်းကျွန်တော်တို့စိတ်ကဖြစ်ပြနေတဲ့အရာတွေကိုမှန်တစ်ချက်လို့အပေါ်ကနေပြန်ပြနေတာဒီမြေပြင်ပေါ်မှာလည်းအပေါ်ကဖြစ်ပြနေတဲ့အရာတွေကိုပဲဒီမြေပြင်ပေါ်မှာလည်းဖြစ်နေတယ်ဆိုတော့မှန်တစ်ချက်လို့ပဲအဲ့တော့အပြန်အလှန်အပေါ်နဲ့အောင်မှန်လို့နေကြတာကျွန်တော်တို့က universe ဟုတ်ပြီနော်စัจ java လာထဲမှာကျွန်တော်တို့ရှိတယ်ဒီကဘာပေါ်မှာရှိတာမဟုတ်ဘူးဒီကဘာစัจ java လာထဲမှာဟုတ်ပြီနော်အဲ့တော့အဲဒီစัจ java လာထဲမှာရှိတဲ့ကဘာပေါ်မှာနေကြတယ်ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ကစัจ java လာထဲမှာရှိတယ်အဲ့တော့ကျွန်တော်တို့လည်းစัจ java လာပဲအဲ့တော့ဒီဂျိုးတွေအပြောင်းလဲတွေကလည်းဟိုပြောရင်အချိန်တန်လို့ဖြစ်လာတာလားဆိုတော့ပြောရလို့ရှိရင်ဒီစัจ java လာဖြစ်တဲ့အတွက်ကျွန်တော်တို့ပဲအချိန်တန်လို့ကျွန်တော်တို့ဘာသာကျွန်တော်တို့တဘာဝအလက်ရောက်အကုန်လုံးပြောင်းလဲလာတဲ့ဟာတွေကိုတွက်ချက်ထားတာဟုတ်ပြီနော်သူ့ချိန်နဲ့သူဒါသိပ္ပံပညာရှေးခေတ်သိပ္ပံပညာအဲ့ဒါတွေခံစားလိမ့်မယ်နောက်အပြောင်းလဲနဲ့ပတ်သက်ပြီးနောက်တစ်ခုကကြတော့ဘာလဲဆိုတော့ကိုယ့်ရဲ့ကိုယ်ပိုင်လုတ်ပိုင်ငွေအခွင့်အာဏာတွေကိုယ့်ရဲ့ထိန်းချုပ်ထားတဲ့အရာတွေအဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ကိုဘသူကိုကအရှုံးပေးလိုက်တယ်ကိုယ့်ရဲ့လုတ်ပိုင်ငွေတွေလက်မြောက်လိုက်တယ်ဟုတ်ပြီနော်ကိုယ့်ရဲ့လုတ်ပိုင်ငွေတွေသူများကိုပေးလိုက်တယ်ကိုယ့်ရဲ့အစွမ်းစားတွေပါအခုမှဘာမှမရှိတော့တယ်လို့ဘာမှလုတ်ပိုင်ငွေမရှိတော့တယ်လို့ဟုတ်ပြီနော်ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်ကနေအကုန်လွတ်သွားတယ်လို့မျိုးတွေခံစားရတတ်တယ်သူများကိုပေးလိုက်ပြီးဒီလိုမျိုးတွေခံစားရတတ်တာပေါ့နော်အဲ့တော့ကိုယ့်အနေနဲ့ဘေးတိုင်သွားပြီးဖတ်เสียမရှိဘူးလေဖြစ်တယ်အဲ့တော့အဲ့ဒီခံစားချက်ကိုစောက်တရားများဖြစ်တဲ့ခံစားချက်ကိုခံစားကြည့်ပေါ့ဟုတ်ဘူးနော်အဲ့တော့အဲ့ဒီကိုပေးလိုက်တဲ့ကိုယ့်ရဲ့ပါဝါတွေကိုကိုဘယ်လိုပြန်ယူမလဲဆိုတဲ့နေရာတွေမှာလည်းကိုကပြန်ပြီးတော့အလုပ်လုပ်ပါလိမ့်မယ်ပြင်းပြင်းထန်ထန်အလုပ်လုပ်ပါလိမ့်မယ်ဒီကာလမှာ blue retrograde ကဟုတ်ပြီနော်collective အနေနဲ့ဆိုတော့အကုန်လုံးပါတယ်ကျွန်တော်လည်းပါတယ်ဟုတ်ပြီနော်ကျွန်တော်လည်းပါတယ်အဲ့တော့ကျွန်တော်ကတော့ public နဲ့မျက်နှာကြီးပြပုံစံမျိုးမျိုးပြပြီးတော့ပြနေရတာဖြစ်တဲ့အတွက်ကျွန်တော်ရင်နဲ့ဖြစ်နေတဲ့ခံစားရတဲ့အရာတွေဒီ collective လို့ခေါ်တဲ့အများစုနဲ့ကျွန်တော်နဲ့ပေါ့ကျွန်တော်ရဲ့ကျွန်တော်တယောက်တည်းနဲ့ဒီလောကကြီးနဲ့ရင်ဆိုင်ရတဲ့နေရာတွေမှာခံစားရတဲ့အများကြီးရှိတယ်ကိုယ့်ကို page ပေါ်မှာမတင်မနဲ့တယောက်တည်းကိုယ့်ကိုခုတ်ပင်းပေါ့ပြောလို့ရှိရင်ရင်ဆိုင်ကြော်ဖြတ်နေတာဘာကြောင့်လဲကျွန်တော်တို့ကမျက်နှာကြီးအရှိမပြနေရတဲ့သူလေအဲ့တော့ဘဝတွေကမတူဟုတ်ပြီနော်ဘဝတွေကမတူဘယ်လိုပြောပြရမလဲဆိုတော့လေလွတ်လပ်တယ်လို့နဲ့ကျွန်တော်တို့ဘဝတွေကပို့ပြီးတော့မလွတ်လပ်ဘူးဘာကြောင့်လဲဆိုတော့အကုန်လုံးကမျက်လုံးတွေနဲ့ကြည့်နေတာလူပေါင်းစုံပဲဝေဖန်တဲ့လူရှိမယ်လက်ခံတဲ့လူရှိမယ်မျိုးမျိုးရှိမယ်အဲ့ဒီတန်းကြီးခံနိုင်ပြီလားဆိုတော့ခံနိုင်တဲ့အခါခံနိုင်တယ်မခံနိုင်တဲ့အခါခံစားရတယ်ဟုတ်ပြီနော်ဒါပေမဲ့လေဆက်ရှိနေပြရတယ်ကိုယ့်ရဲ့ယက်တီဖို့အတွက်ကောကိုစောင့်ရှောက်ရမယ့်အရာတွေအတွက်ကောလူတွေအတွက်ကောနောက်ပြီးတော့ဘယ်လိုပြောပြရမလဲရှိပြီးသားအရာတွေကိုကိုကပြန်မဖြတ်ချင်တော့တာပေါ့ဟိုပြောလို့ရှိရင်ဗျာဘယ်လိုပြောပြရမလဲဆိုတော့လေကိုကြိုးစားအားထုတ်ပြီးတော့အကောင့်ထဲပေါ်ထားတဲ့အရာတွေပျက်စီးသွားမှကြောက်ကြတယ်ကျွန်တော်တို့လူသားတွေပေါ့နော်ပျက်စီးသွားတာကတော့အချိန်တိုင်းပျက်စီးမှပဲဘယ်ရမှမတည်မြဲဘူးဒါပေမဲ့မပျက်စီးအောင်ထိမ့်သိမ်းလို့ရတဲ့လောက်လေးရတဲ့မြလေးဟုတ်လားကျွန်တော်တို့ထိမ့်သိမ်းကြမှာပဲဒါကျွန်တော်တို့လူသားတွေရဲ့တဘာဝပဲဟုတ်ပြီနော်အဲ့တော့ကျွန်တော်လည်းအဲ့လိုမျိုးနေရတာပေါ့
ထွက်သွားခြင်းနဲ့အကြောင်းအရာတွေကအများကြီးပဲယက်တီဖို့ရောစောင်းရှောင်းမဲ့သူတွေကောတန်ရောစင်တွေကောစာဝတ်နေရေးတွေကောအကုန်ပါတယ်အဲ့တော့ကျွန်တော် page ပေါ်မှာသိပ်ပြီးတော့ကိုခံစားရတာတွေအမှန်တရားတွေကိုပြောချင်တာတွေမပြောဖြစ်တာများတယ်ထိန်းထားတယ်အဲဒါလူအများနဲ့ဆိုတော့သူများဒီလိုအပြင်မှာတာမန်ဘဝနဲ့ရှင်သန်နေတဲ့သူကဒီလူနဲ့ပြင်ဒီလူနဲ့တရက်စကားပြောပြီးသွားတယ်ကျွန်တော်တို့ဒီလိုလူတကာသုံးနေတဲ့ public page internet ကြီးပုံမှာကြတော့ကိုနဲ့ဖြစ်လို့ရှိရင်အများနဲ့ကိုနဲ့ဖြစ်မှာတယောက်တည်းနဲ့အများနဲ့ဖြစ်မှာဖြစ်တဲ့အတွက်အဲ့လောက်ထိကိုကရင်ဆိုင်ဖို့အတွက်ကိုဘယ်လိုပြောပြရမလဲအတုံးချမခံနိုင်သေးဘူးဟုတ်ပြီတော့ကိုအဲ့နေရာမှာမထည့်ထားခြင်းသေးဘူးအဲ့ဒါကြောင့်မလို့ဒါအမှန်ပြောတာနောက်ပြီးတော့ Pluto Geo ကကျွန်တော်တို့ generation နေနဲ့ပတ်သက်တာဆိုတော့ Pluto Geo က generational planet ဖြစ်တဲ့အတွက်ကြောင့်မလို့မျိုးဆက်တစ်ဆက်အပိုင်းခြားအချိန်ကာလကိုလည်းကိုစားပြုတာဖြစ်တဲ့အတွက်ဒီ Pluto retrograde မှာခံစားမဲ့အရာတွေပြောင်းလဲမဲ့အရာတွေကကျွန်တော်တို့မျိုးဆက်တစ်စုလုံးမျိုးဆက်တစ်ဆက်လုံးဟုတ်ပြီနော်ဥပမာ10နှစ်အတွင်းမှာမွေးဖွားလာတဲ့မျိုးဆက်တစ်ဆက်ပဲထားပါတော့အဲ့ဒါဆိုလို့ရှိရင်ဒီ Pluto retrograde ရဲ့ effect တွေကအဲ့ဒီ10စုနှစ်အတွင်းမှာမွေးဖွားလာတဲ့လူအကုန်လုံးကိုပြောင်းလဲပြလိုက်တာအကုန်လုံးပြောင်းလဲကုန်တာဟုတ်ပြီနော်တယောက်တည်းကွက်ပြီးပြောင်းလဲတာအကုန်လုံးပြောင်းလဲတာအကုန်လုံးပြောင်းလဲတော့အကုန်လုံးပြောင်းလဲတယ်ပေါ့လူတွေပြောင်းလဲရုံနဲ့မဟုတ်ဘူးအကုန်ပြောင်းလဲကုန်တယ်ပေါ့ဟုတ်ပြီနော်အဲ့အစွမ်းစားတွေအဲ့တဘာဝတွေ Pluto ကပေးပါလိမ့်မယ်ပြောချင်တာကတော့ထမင်းဝဝစားအနာကောင်းကောင်းယူနောက်ပြီးတော့လို့ရှိရင်ကိုယ့်အကူတယောက်တည်းငင်းနေလို့ရမယ်အချိန်တွေဖန်တီးဟုတ်ပြီနော်ကိုချစ်ရတဲ့သူတွေအတွက်ကိုရှိနေပြီနောက်ပြီးကိုချစ်ရတဲ့သူတွေစီကလည်းကိုလိုအပ်တာတွေအကူကြီးယူတာတွေလည်းထောက်ပံ့ယူတာတွေလည်းတောင်းဖို့ဝင်မလေးနဲ့ကျွန်တော်တို့အားလုံးလူသားတွေကြီးပဲနှလုံးသားရှိတယ်ဟုတ်ပြီနော်စိတ်ရုပ်တွေမဟုတ်ဘူးပြောချင်တဲ့သဘောကကိုခံစားနေရလို့သိငယ်စရာမလိုဘူးကြောက်နေစရာမလိုဘူးကိုဘယ်လိုမျိုးအားနေတယ်လို့ခံစားနေစရာမလိုဘူးဟုတ်ပြီနော်ဘာကြောင့်လဲအချင်းချင်းတွေတည်နေပြီးသားဟုတ်ပြီနော်ဟန်ဆောင်နေကြတာပဲရှိတယ်တကယ်ကြတော့တယောက်ကဖွင့်ဟလိုက်ပြီဆိုလို့ရှိရင်နောက်တစ်ယောက်ကကူညီမှာပဲကျွန်တော်တို့နှလုံးသားချင်းနီးပြီးသားဘလောက်ခွဲကျွန်တော်တို့လူသားတွေအချင်းချင်းရောကျွန်တော်တို့ဒီကဘာကြီးပုံမှာတိရစ္ဆာန်လေးပုံမှာကျွန်တော်တို့ connection ပေါ့ချိတ်ဆက်မှုတွေကအကုန်လုံးနီးပြီးသားဘလောက်ပဲကျွန်တော်တို့စိတ်ကခွာတယ်ပဲပြောနောက်ဆုံးကြားလို့ရှိရင်မပြောဘဲနဲ့တော့ခံစားမိတဲ့အရာတွေအချင်းချင်းသိကြတယ်ဟုတ်ပြီနော်အဲဒါကြောင့်မလို့ကိုချစ်ရတဲ့သူတွေအတွက်ကိုအပြန်အလှန်ကိုရောသူရောရှိနေပြီဖို့အဲ့ဒါလေးပဲကျွန်တော်အကြံပေးခြင်းနဲ့နောက် tarot ကဖတ်ပြီးမယ်နော် collective အတွက်ကိုနောက်ပြန် rebirth ဖြစ်တဲ့အတွက်တဖန်ပြန်လဲမွေးဖွားလာပါလိမ့်မယ်ခေတ်ကိုပြန်ရောက်သွားပါလိမ့်မယ်ခေတ်ကိုပြန်ရောက်သွားပဲဆိုပြီးမဲ့လေခေတ်တော့ခေတ်ပဲခေတ်တည်းလည်းမဟုတ်ဘူးခေတ်ဟောင်းလည်းမဟုတ်ဘူးဘာလဲဆိုတော့လေဒီကပိုင်းမှာဒီထက်ပိုပြီးတော့စမ်းသစ်လာအောင်တီထွင်နိုင်မဲ့အရာတွေရှိအောင်မှမဟုတ်သေးတဲ့အတွက်အရင်တော့ကစမ်းသစ်တီထွင်ခဲ့တဲ့အရာတွေကိုလက်ရှိမှာပြန်ပြီးတော့ယူသုံးတဲ့ခေတ်ရောက်သွားလိမ့်မယ်ဟုတ်ပြီနော်ပြောချင်တဲ့သဘောကအတိတ်ကိုပြန်သွားနေတာ future နဲ့ past နဲ့အတိတ်နဲ့အနာဂတ်နဲ့အတူတူပဲစဝိုင်းကိုဒီလိုဆွဲလိုက်ဟုတ်ပြီနော်စဝိုင်းကိုဒီလိုဆွဲလိုက်အဲ့တော့အစဒီစဆွဲရဲဆိုတော့အစအတိတ်ဖြစ်သွားမယ်ဟုတ်ပြီနော်အဲ့တော့စဝိုင်းဒီလိုလေးဆွဲလိုက်တဲ့အခါကျတော့အနာဂတ်ကိုသွားနေပြီးရောအနာဂတ်လည်းဆုံးသွားရောအစကိုပြန်ရောက်သွားတယ်အဲ့တော့အတိတ်ထဲမှာပဲကျွန်တော်တို့တန်မြာနေနေတာပြောရလို့ရှိရင်နောက်တနည်းအားပြောရလို့ရှိရင်ဒီကဘာကြီးကပေါ့ဒီကဘာကြီးကိုရေဖြည့်တဲ့ဟုတ်လားရေပုံးလို့ပဲသဘောထားကြည့်ဥပမာအဲ့လိုရေပြည့်သမုံးတာအဲ့တော့ဒီကဘာကြီးကနှစ်တရာသုံးဖို့အတွက်ရေအပြည့်ရေပုံးထဲမှာရှိတယ်အစင်းသင့်မယ်အဲ့ပုံမှာကျွန်တော်တို့ကဘာပုံမှာနေတဲ့လူတွေကသုံးရတယ်ဟုတ်ပြီနော်သုံးရတဲ့ခါကျတော့အဲ့တရားဘူးရှိတဲ့ရေကရော့အနာဂတ်မှာသုံးဖို့အတွက်ဖြည့်ထားတဲ့တရားဘူးကငကူဘာမှမရှိတဲ့ရေပုံးအခွင့်အဆင့်ကိုအတိတ်က
ဟုတ်ပြီနော်ရေပုံးခုံကြီးစင်ရောပြန်ရော့လာဒါရော့ future အတွက်တရားဖို့ပေးထားပေမဲ့ငကူမူရင်းကဗလာကြီးအဲ့တော့အဲ့ future အတွက်သုံးတဲ့ရေပမာဏအမောင်းကရော့လာလေငကူဗလာကြီးဖြစ်တဲ့အချိန်ကိုပြန်ရောက်နေတယ်အဲ့တော့ကျွန်တော်တို့အားလုံးအတိတ်ထဲမှာနေနေတာအနာဂတ်ကိုသွားလေအတိတ်ကိုမြန်ရောက်လေပဲအဲ့တော့အဲ့တော့နောက်ဆုံးအနေနဲ့ဒီ Pluto retrograde မှာဘာလာမလဲဆိုတော့အားလုံးအရှိကိုအရှိတိုင်းနေခြင်းသလိုနေကြမဲ့ခေရောက်သွားလိမ့်မယ်ဟုတ်ပြီနော်ဘာပြောလို့လဲဆိုတော့ဟိုဘယ်လိုပြောပြရမလဲဟိုကျွန်တော်တပည့်တွေကိုရှိရမှာတော့ဟာတာလေးတော့ပြောပြပြီးလေအရှိကိုရှိတိုင်းနေရမယ်ဟိုညီတော့မုန်းနေဟဲ့လားလူတယောက်ကတယောက်ကိုပြောလိုက်တယ်ညငါမုန်းနေအဲ့တော့အပြောခံရတယ်ဆိုတာဟာနင်ကမုန်းနေဟဲ့လားဆိုပြီးတော့ခွတ်ထိုးခွက်လိုက်ကြီးတယ်အဲ့ဒီအပြောခံရတဲ့သူကပြောတဲ့သူပြန်ကြီးတယ်အဲ့တော့အဲ့လိုရီးပြီးတော့သူကဗာပြန်ပြောလိုက်လေဆိုတော့နင်ကမုန်းနေဆိုနင်းကိုနေမှန်ထဲမှာသွားကြည့်လိုက်တဲ့မှန်ထဲမှာသွားကြည့်လိုက်တဲ့အဲ့လိုပဲပြောလိုက်တယ်အဲ့တော့ပြောချင်တဲ့သဘောကနင်ကမုန်းနေဆိုတဲ့စကားကတတိဆန်ကပြောတာလားလူကပြောတတ်တာလားတတိဆန်ပြောတတ်တာလားလူကပြောတတ်တာလားလူကပြောတတ်တာဟုတ်ပြီနော်အဲ့တော့အဲ့ဒီပြောတတ်တဲ့လူကပြောတတ်တဲ့လူနောက်တစ်ယောက်ကိုနင်းကိုမုန်းနေဆိုတော့နောက်ဆုံးလူချင်းပြန်ပြောတာ ਨੇ အတူတူပဲအဲ့တော့ကိုပြန်ပြောတာ ਨੇ အတူတူပဲသူကိုလဲလူပဲသူလဲလူပဲမုန်းမှတော့ကိုမုန်းတာ ਨੇ အတူတူပဲဟုတ်တယ်မလားမုန်းစရာမလိုသူလဲလူကိုလဲလူပဲဟုတ်တယ်မလားအကုန်လုံး trying to survive for the best way အကောင်းဆုံးရှင်သန်ဖို့အတွက်ကြိုးစားနေရတာအဲ့တော့အကောင်းဆုံးရှင်သန်ရမှာပဲဟုတ်ပြီနော်ဒါ Pluto နဲ့ Aquarius နဲ့ပတ်သက်တဲ့ collective ကိုပေးခြင်းတဲ့ message ပါအဲ့တော့ဟို Scorpio နဲ့ Aquarius ရာသီပွားတွေကတော့ special ပဲဒီ Pluto နဲ့ Aquarius ကြောင့်ကျွန်တော်လည်း Scorpio rising sign ပဲဆိုတော့ကျွန်တော်လည်းအလူလေးပဲနောက်ပြီး Aquarius rising sign နဲ့ Aquarius ရာသီပွားတွေလည်းအတူတူပဲဟုတ်ပြီနော်အဲ့တော့အခုဟိုတော့စောင့်ဟိုဘာ universe ကဘာ message ပေးနေပေါ့ universe ကလည်းကျွန်တော်တို့ပဲဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့ဘာ message ယူကြမလဲဆိုတဲ့သဘောနဲ့ကြည့်ပေးမယ်နော်ကျွန်တော် universe ကြီးအတွက်ကျွန်တော်တို့ message ပြန်ယူလိုက်မယ်ပြောချင်တဲ့သဘောကဟိုကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ဘယ်လိုနေရမလဲဆိုတဲ့ဟုတ်ပြီနော်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီအခြေကာလကြီးမှာဘာတွေခံစားမလဲလို့ဘယ်လိုကြော်ပြရမလဲလို့လိုအပ်တာလေးကတ်ဆွဲပြီးမယ် okay bling okay universe ကျွန်တော်နေ့တကွာကျွန်တော်ရဲ့ collective အတွက်လိုအပ်တဲ့ဒီ Pluto retrograde and Aquarius မှာကျွန်တော်တို့အနေနဲ့မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပြောပြပေးပါဆောင်ရမယ်ဖြစ်လုံးဝမဲ့အရာပဲဖြစ်နော်ဒါမှမဟုတ်လို့ရှိရင်လည်းအကြံပေးတာပဲဖြစ်ကျွန်တော်တို့ပြောပြရေးပါ universe ကြီးအဲ့တော့ကျွန်တော်တို့ကိုယ်စီဟာကိုယ်ပြန်အကြံယူတာပဲ universe ကကျွန်တော်တို့ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအကြံပြန်ယူတာကိုအကြံကိုပြန်ယူတဲ့သဘောမျိုးဟုတ်ပြီနော်ကိုအကြံကိုပြန်ယူတာစားလို့ကြံတဲ့ဟာကိုပြောတော့မဟုတ်ကိုခေါင်းထဲမှာရှိတယ်ကိုရဲ့အကြံဉာဏ်ကိုမယူတတ်လို့ကတ်တွေကိုသုံးပြီးယူတာ okay အတန်နဲ့ energy cleansing လုပ်မယ် sage နဲ့ energy cleansing လုပ်ထွေးတာokay universe message ထားတာ okay
Seven of Wands ဒီကတ်ကအတဲ့ပေါ့ဟုတ်ပြီနော်ဒါအတဲ့တုတ်ခွန်တဲ့ချောင်းကတ်ပေါ့အဲ့တော့ဒီဟာကဇောက်ထိုးထွက်လာတယ် bottom deck က Queen of Cups ဟုတ်ပြီနော်လာ Queen of Cups ဒီဟာဇောက်ထိုးအဲ့တော့ကျွန်တော်တို့အားလုံးဒီကာလမှာကိုခံစားရတာကိုအသိဆုံးဟုတ်ပြီနော်နောက်ပြီးတော့ခံစားရတဲ့သူတွေကိုလည်းကျွန်တော်တို့ဘယ်လိုပြောပြရမလဲသိတယ်ပေါ့ပြောချင်တဲ့တဘောကအချင်းချင်းနားလည်ကြတယ်ဆိုတဲ့တဘောပဲဟုတ်ပြီနော်နောက်ပြီးတော့အချင်းချင်းကူညီနေကြတယ်ပေါ့နော်divine feminine energy ဆိုတော့ပြောပြရလို့ရှိရင်အမေကြီးတယောက်လိုပဲအချင်းချင်းအပြန်အလှန်ကာကွယ်နေကြတယ်ကျွန်တော်တို့ဒီ Pluto retrograde မှာအချင်းချင်းကြီးစုစောင့်ရှောက်ပေးနေကြတယ်မေတ္တာတွေပေးနေကြတယ်ဟုတ်ပြီနော်အဲ့တော့ဒီကကြတယ်အဲ့တော့ပြောချင်တဲ့သဘောတရားက don't fight don't resist don't refuse just accept just surrender to the universe အဲ့တော့ universe ကလည်းကျွန်တော်တို့ပဲဟုတ်ဘူးနော်အဲ့တော့အတားစီအပိတ်ဆို့အနောက်ရှက်အခက်အခဲစိန်ခေါ်မှုတွေကိုကျွန်တော်တို့အရှုံးပေးလိုက်ရုံပဲအဲ့ဒါပဲလို့လားအရှုံးပေးရလိမ့်မယ်ဒါမှမဟုတ်ရင်အရှုံးပေးဖို့လိုမယ်အဲ့တော့ universe ကကျွန်တော်တို့ပဲဆိုတော့ကိုအရှုံးပေးလိုက်ရုံပဲကိုအတားစီးလောက်ထားတဲ့အရာတွေကိုလည်းလွတ်ချလိုက်ရုံပဲကိုဘယ်လိုပြောပြရမလဲခြံခတ်ထားတဲ့အရာတွေကိုလည်းလွတ်ချထားလိုက်ရုံပဲပြောချင်တဲ့သဘောကဘာလဲဆိုတော့ကိုထိန်းချုပ်ပြီးတော့မနေပါနဲ့တဘာဝအတိုင်းလေးပဲပေါ့ပလွတ်လပ်နဲ့ဘာမှရင်ထဲမှာအဆိုင်ခဲမထားပဲနဲ့ဟုတ်ပြီနော်အကုန်လုံးကိုဘယ်လိုမျိုးပြောပြရမလဲ peace ငြိမ်းချမ်းရေးယူပြီးတော့ရှင်သန်မှာဘယ်သူ့မှတိုက်ခိုက်နေစရာမလိုပါဘူးဘယ်သူ့မှလိုမျိုးအနိုင်ယူနေစရာမလိုပါဘူးဆိုတဲ့ message မျိုးဟုတ်ပြီနော်29မိနစ်တောင်ရှိသွားပြီတော်ပြီဗီဒီယိုပြန်လုပ်အောင်မယ်အခုဗီဒီယိုလုပ်ပြီးသွားရင်တင်ဖို့အတွက်ဒီ effect တွေထည့်အတန်တွေထည့်တယ်တက်တာနောက်ဗီဒီယိုမှာတွေ့မယ်